နေဝင်ချင်းကောင်းကင်ကြည့်ဘူးလားအဲ့ဒီအလားဟာဖျားရှင်ရဲ့တရားကိုပြနေတယ်နေဝင်ချင်းတိုင်းကောင်းကင်ဟာလှပတဲ့အဝါလိမ်မော်နီညူရောင်နေနဲ့တောက်ပနေတယ်ဒါပေမဲ့မိနစ်ပိုင်းအတွင်းမှာပဲအဲ့ဒီအလှအပတွေပျောက်ကွယ်သွားပြီးအမှောင်ထုဖုံးလွှမ်းသွားတယ်ဖျားရှင်ကအနိစ္စတရားနဲ့ဒါကိုသင်ကြားပေးတယ်ဘဝမှာဆုံးရှုံးမှုတွေနာကျင်မှုတွေကြုံလာရင်နေဝင်ချင်းကိုတတိယပါဒီစင်းရဲမှုဟာနေဝင်ချင်းလိုပဲခဏပဲမကြမီကောင်းကင်တစ်တစ်ခုပေါ်လာမှာပါနေဝင်ချင်းဟာအဆုံးသတ်မဟုတ်ဘူးနောက်တစ်နေ့နေထွက်ဖို့ပြင်ဆင်နေတဲ့ခဏနားချိန်သားပဲမင်းဘဝရဲ့စိုးရတဲ့အချိန်တွေကိုလည်းဒီလိုပဲမြင်တတ်ပါစေဒီတရားလေးကြိုက်ရင် like နဲ့ follow လုပ်ထားပါနေ့တိုင်းတရားတွေမျှဝေပေးသွားမှာပါ